မိုးခန့်တိုင်ကမင်းရတာမဟုတ်ဘူးသူတက်မင်းကိုညာနေတာဖေဖေဘောကလည်းကျွန်တော်ရဲ့သားပါလို့ကျွန်တော်ဘယ်နှခါပြောခဲ့ဘူးလို့လဲကျွန်တော်ဘယ်သူ့ကိုပြောဘူးလို့လဲဘာဖြစ်လို့တင်ထားတဲ့ကျွန်တော်လည်းရိုးသားမှုအယောင်ဆိုးချင်နေကြတာလဲတင်ထားတဲ့တရားစရာကောင်းပါလေမေမေရဲ့သူ့မှာခလေးတယောက်နဲ့ဘောကိုခက်ခက်ခဲရုန်းကန်နေရတာကျွန်တော်တို့မဟုတ်ဘူးကျွန်တော်တို့ကကူတော့ကူညီရမှာမိုးခန့်ဒီမင်းမကလည်းနေစားနေတာလေပြောညာနေတာလေညာနေတော့မညာနေလည်းမသိအောင်ကျွန်တော်ခလေးမဟုတ်တော့ဘူးမေမေကျွန်တော်တောင်းပန်ပါရဲ့မေမေရဲ့တင်ထားတဲ့အပေါ်မှာသဘောထားကြီးပဲပါတက်ချနိုင်ငါသားလေငါ့ကိုဒီလိုမျိုးတစ်ခါဘူးငါမပြောဘူးတိနေကြငါသားငါ့ကိုဒီလိုနဲ့ပြန်ပြောနေတယ်နေတော့မလားလို့ကျွန်တော်ပြောနေမရဘူးလားဗျာသိလားဘူးလား